9000ချက်ထဲနဲ့မိသားစု၄ယောက်တစ်နေ့လုံးစားမယ်တောက်မယ်လိမ့်မယ်ပြောမယ်ဆိုရင်ယုံမလားမယုံရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်နော်ရာသီဥတုလေးလည်းကောင်းလို့ဒီနေ့တော့လေးငင်းခံထွက်ရင်းနဲ့တလားဘက်ကိုကူးခဲ့ပါတယ်တွန်တေးရောက်တိုင်းဒီဆိုင်လေးမှာအများအားထိုင်ပြီးလို့ဒီတစ်ခါတော့ဈေးလက်သက်တာနဲ့အားလုံးကို sharing လုပ်ပေးခြင်းလို့ vlog လေးတေးတေးလေးရိုက်ခဲ့ပါတယ်ရှင်ဆိုင်လေးနာမည်ကရွန်းနောင်နောင်လို့ခေါ်တယ်သူကထန်းတော်ထဲမှာပဲစောက်ထားတယ်ပေါ့နော်ဘန်ဂလိုလေးတွေလည်း၄-၅လုံးအနည်းဆုံးရှိတယ်တငယ်ချင်းတွေနဲ့အေးဆေးထိုင်ပြီးတော့အေးဆေးတောက်မယ်ဆိုရင်အရန်ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီမှာပြထားတာသူရာဒီစာလေးပေါ့နော်အရန်လက်ဆက်တဲ့ချိုမြပြီးတော့လေစားရတာအိုးအရန်မိုက်ပဲရန်ကုန်မှာမရတဲ့အစားအစာအချို့လည်းရတယ်နော်ဒီမှာတခြားလိုအပ်တဲ့ဟာတွေလည်းထပ်ဖြည့်ပြီးမှာလို့ရတယ်နော်ကဲဒါဆိုလို့ရှိရင်အထဲကိုဘာတွေရှိလဲတစ်ချက်လောက်သွားကြည့်လိုက်ကြမယ်နော်အထဲကိုသွားနေတာဖြစ်ပါတယ်အထဲမှာဆိုလို့ရှိရင်သူကခြံဝင်းလေးထဲမှာဘန်ဂလိုလေးတွေရှိရပေါ့နော်အဲ့ဘန်ဂလိုလေးတွေမှာကိုပိုင်တဲလေးတွေမှာစားတောက်ရတာဖြစ်ပါတယ်ရှင်ဘန်ဂလိုလေးတွေကတန့်လဲတန့်နေအေးလဲအေးတယ်ပေါ့နော်လုံးဝမပူဘူးအထိုင်ရတာအရင်အဆင်ပြေတယ်သူတို့ကတော့ထိတ်ဆုံးမှရှိတဲ့ဒီဘန်ဂလိုလေးကိုရေးလိုက်ပါတယ်ဒါပေမဲ့နည်းနည်းလေးအဆူပြန်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ပိုင်းမှာဘန်ဂလိုတစ်ချက်ချိန်လိုက်တယ်ပေါ့နော်ဆိုင်ကအကိုကြီးကအရန်သဘောကောင်းတယ်တေချာလေးလုပ်ပေးတယ်ပေါ့နော်ဈေးတွေလည်း shop ပေးတယ်ပြီးတော့အမီးတွေလည်းပို့ထည့်ပေးပါတယ်ကဲမှာထားတဲ့ထိုင်းရီအိုးလေးတော့ရောက်လာပါပြီအင်အားတောက်ရီအိုးနီးပါးလောက်တော့သွားကြတယ်တော်တော်တော့တောက်ယူရမယ်တအူး6000ကတော့တိတ်မတန်ဘူးကိုအောင်မတောက်နိုင်လို့ပါအဲ့ထိုင်းရီတအိုးကိုဒီလူ၄ယောက်တောက်တာလေမနှဲတောက်ခဲ့ရတယ်ပါဆယ်တောင်ထုတ်ခဲ့ရတယ်ဒါလေးဆိုလဲငမွေတို့ကြော်တပွဲမှာ9000ပဲဒါဆိုရင်အကိုကြီးစားတာပေါ့နော်သူတို့ကြွက်ကြော်လို့ပြောရဲအဲ့ဒါလည်းတပွဲ9000ငနီတူတုတ်ကတော့ share ပဲသွားမယ်ဆိုရင်ငနီတူတုတ်စားဖို့တော့ comment ပေးရဲတပွဲမှာ3000ပဲပေးရပါတယ်ထိုင်းရီဒီတအိုးကို6000ပါရုံးပိတ်ရက်ဒီမှာတငယ်ချင်းတွေနဲ့အေးဆေးလေးချီးချင်တဲ့ short trip လေးလည်းဖြစ်ချင်နေဆိုရင်တော့ဒီနေရာလေးကိုလာဖို့တော့ recommend ပေးပါတယ်ရှင်ဒါကတော့တခုခုမှာမယ်ဆိုရင်သူတို့ကိုခေါ်ရတဲ့အုံမောင်းလို့ခေါ်မှာเนาะအဲ့ဒါလေးနဲ့ခေါ်လိုက်လို့ရှိရင်သူတို့ရောက်လာတယ်ပေါ့နော်ရာသီဥတုလည်းကောင်းတော့မို့2နာရီ3နာရီလောက်အေးဆေးထိုင်ပြီးတော့မှတောက်ပြီးပြန်ခဲ့ပါတယ်တငယ်ချင်းနဲ့ဖြစ်ဖြစ်မိသားစုနဲ့ဖြစ်ဖြစ်အရင်အဆင်ပြေတယ်เนาะကဲစားလို့လည်းပြီးပြီဆိုတော့ငွေခေါ်ရှင်းလိုက်ပါမယ်အကိုကြီးက2000လို့ပြောလိုက်တဲ့ချိန်မှာနည်းနည်းတော့အံ့ဩသွားတယ်ပေါ့နော်ဒီလောက်စားရတာတော့ဒီလောက်ပဲကြာတာလားပေါ့โอเค၄ယောက်သွားတာ2000ဆိုတော့တယောက်မှ9000ပဲကုန်ကြခဲ့တဲ့ခီးစဉ်လေးဖြစ်ခဲ့ပါတယ်ပတ်စံ9000နဲ့ဒီလောက်ပျော်စရာကောင်းတဲ့နေရာတစ်ခုကိုရှာတွေ့ခဲ့တဲ့အတွက်အဲ့ဒီကတော့အရင်ကတန်သွားခဲ့ပါပြီပြန်ထွက်มาသူတို့ကထန်းသီးတွေလည်းရောင်းတယ်ထန်းရည်တွေလည်းရောင်းတယ်ထန်းရည်ဆိုရင်1လီတာပူမှာ2000ပဲရှိပါတယ်ရှင်ထန်းသီးကြိုက်တဲ့လူတွေဆိုရင်လည်းအဆင်ပြေရပေါ့နော်ကိုတွေကတော့တဲရတာနည်းနည်းအလုပ်ရှုပ်လို့မတဲတော့တော့ပါဘူးရှင်ဆိုင်လေးရလေလမ်းမတန်းမှာပဲလမ်းမပေါ်မှာပဲရှိတဲ့အတွက်ကြောင့်အဝင်အထွက်လည်းအရန်အဆင်ပြေရဲ့အားကြောင့် recommend ပေးပါတယ်ရှင်အခုမြင်တွေ့နေရတဲ့ရုပ်ထုကတော့တွန်တေးမျိုးရဲ့နိုင်ငံကျော်ခဏဝင်အစိုးရကြီးတဦးရဲ့ရုပ်ထုဖြစ်ပါတယ်နာမည်ဘယ်သူလဲဆိုတာသိတဲ့သူတွေအောက်က comment မှာမှတ်သွားပေးနော်အားလုံးတတာ